comment မှာ messenger မှာဒါ20 60ကိုခရမ်းတီးသက်ခွဲပြီးသားလိုချင်တယ်နောက်ဗန်ချိတ်လည်းလိုချင်တယ်မရှိဘူးလားဆိုတော့တကယ်တော့ဈေးကွက်ထဲမှာတော်လေးရှားပါပြီပြောဆိုရင်ခွဲစိတ်နေစေတို့ဒါမှမဟုတ်ပါမစ်မြေဖြစ်နေတာမျိုးဒါပေမဲ့အခုကျွန်တော်ပြမဲ့ဒီအနောက်က classic design အိမ်ကကျွန်တော်တို့ခရမ်းခွဲပြီးသားဗန်ချိတ်ဝဲလို့ရမယ်ဒါတကယ်ကိုအခွင့်အရေးတစ်ခုပဲပြီးတော့ရင်ကျွန်တော်ဒီအိမ်ကတော့ဒါ3ထပ်ကိုမှ3ထပ်ခွဲအိတ်ခမ်းကတော့ကျွန်တော်စုပေါင်းကျွန်တော်6ခန်းထိပါမယ်အိမ်တစ်လုံးလို့ပြောလို့ရတယ်နောက်ပြီးတော့စောက်ထားတဲ့ design ကလည်းကျွန်တော်တို့ပုံမှန်20 60ကျွန်တော်လိုက်ပြခဲ့တဲ့အများကြီးထဲမှာထူးခြားတယ်တကယ်လေးထူးခြားရပါတော့ဆိုတော့ကြည့်ကိုကြည့်တဲ့အိမ်တစ်လုံးဖြစ်ပါတယ်ဈေးနှုန်းကလည်းဒါတင့်တဲ့ဈေးပေါ့နော်ဗီဒီယိုအဆုံးမှာပြောပေးမယ်နေရာဆိုရင်လည်းတပင်ရွှေသီးလမ်းကိုကျွန်တော်တစ်စစ်ချိုးပေါက်မယ်နောက်ပြီးတော့ကျွန်တော်ပြည်ထောင်စုလမ်းမကိုလည်းတစ်စစ်ချိုးပေါက်မယ်ညတော့ကုန်30ခွန်ထဲမှာရှိမယ်အိမ်တစ်လုံးပဲဖြစ်ပါတယ်ဒါဆိုတော့ကျွန်တော်စပြီးတော့လိလာရအောင်ဒီမှာဆိုရင်ကျွန်တော်ဒိဋ္ဌိထားမိမှာဒါ plan ကိုမြင့်ထားတာပါနော်ဘာလို့ဆိုရင်ဂုံးလျှော်ရေးဖြစ်နေတယ်ဒါကြောင့်မလို့လဲကျွန်တော်အိမ်ကိုမြင့်ထားတယ်ဒီဇိုင်းကတော့ဒါ classic design ကိုမှကျွန်တော်4000ဆန်းပေါ့နော်ကျိုးတွေကိုလည်းဟိုခက်ရှင်းရှင်းလေးကိုကျွန်တော်လှုပ်ထားတာကိုမြင်ရမှာဖြစ်ပါတယ်နောက်တကားတော့လိပ်ပြာခောက်တကားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဟိုကားအသေးဆိုရင်တော့နှစ်စီးကောင်းကောင်းရမယ်တကယ်လို့ကားတော်တော်ကြီးတယ်ဆိုရင်တော့တစ်စီးပေါ့နော်ပုံမှန်ကားပုံမှန်စီဒန်ကားပုံမှန်ကားကတော့နှစ်စီးကောင်းဆန့်တယ်ကျွန်တော်ကြည့်လိုက်အိမ်ကားလည်းတီတီခန့်ခန့်နဲ့ဟိုလှနေမယ်ပြီးရင်ဈေးနှုန်းကလည်းတင့်လောက်ပတ်တဲ့ဈေးနဲ့ဂရံမြေရမယ်နောက်ပြီးတော့ဘယ်လိုပြောရမလဲဗန်ချိတ်ရမယ်ပေါ့နော်ဒါလည်းတကယ်အခွင့်အရေးတစ်ခုပါပဲဆိုတော့ဒီမှာကတော့ဟိုမြင်ရတဲ့အတိုင်းပဲသူ့ရဲ့တိုင်တွေဆိုရင်ကျွန်တော်တို့ဒါ room design မူလောင်းထားပေးတာတွေ့ရမှာဖြစ်ပါတယ်ဆေးကိုတော့ပြုတ်ဆေးမှုတ်ထားပေးတာပေါ့နော်ဆိုတော့ဒီထဲမှာလုံခြုံရေးအတွက်ဆိုရင်လည်းဒါဘာဂျာတကားကိုတခါထည့်ထားပြီးသားเนาะဒီထဲမှာကျွန်တော်ခုနပြောထားတဲ့အထဲမှာ fully furnished ဆိုတဲ့ဟာကျွန်တော်ထည့်မပြောတော့ fully furnished ဂရင်းပါမယ်ဘီရူပါမယ်နောက်ပြီးတော့ရေဘူးရေးပါမယ်အဲကွန်ပါမယ်ပြီးတော့ကလကာအထိပါမယ်ဗျာပြောမယ်ဆိုရင်တော့ဒီအိမ်ထဲမှာအုတ်ခွက်ပကံနဲ့အဲ့ရခင်းမှုရယူလာပြီးတော့နေလို့ရတဲ့ ready to move in အိမ်တစ်လုံးပဲဖြစ်ပါတယ်ဈေးကွက်ထဲမှာအဲ့လိုအစအဆုံးထည့်ပေးတဲ့အိမ်ကတော့ရှားတယ်ပေါ့နော်အထူးသဖြင့်ကတော့ဒါထက်ကတလေးပြောရမှာကတော့ခွဲစိတ်ပြီးတာဂရန်ခွဲစိတ်ပြီးတာကိုယ်နာမည်ချက်ချင်းပေါက်အခွန်ဆောင်ချက်ချင်းနာမည်ပြောင်းလို့ရမှာပေါ့နော်ဆိုအဲ့ဆိုတော့ကျွန်တော်စပြီးလေ့လာမယ်လားအဲ့ဆိုရင်တော့ကျွန်တော်စဝင်လိုက်တာနဲ့ကျွန်တော်တို့ခုနပြောတဲ့အတိုင်းပဲဒီအိမ်ရဲ့၄ယောက်ကထူးခြားတယ်ဆိုတဲ့ဟာဘာလို့လဲဆိုတော့ဒီနားမှာကျွန်တော်တို့ခရုခွင်လေကခွင်ပုံစံယူထားတာဖြစ်တဲ့ကြောင့်အပေါ်ဒုတိယအလွှာတတိယအလွှာမှာ space ကအရန်ကိုတက်တာဖြစ်သွားမယ်ဒီထဲမှာကျွန်တော်တို့ဆိုလာထည့်ပေးမယ် battery လည်းပါပြီးသား inverter လည်းပါပြီးသားပါเนาะပုံမှန်24နာရီမြည်ပြတ်မှာလုံးဝကြောက်စရာမလိုတော့ဘူး ventilation ဆိုရင်အပေါ်ကနေအောက်ထိ chandelier 3ချင်လည်းရတယ် lighting ကတော့အပြည့်ပဲပြီးရင်နောက် TV ပေါ့เนาะဟိုအခြေခံ essential ဖြစ်တဲ့ TV backdrop တွေအစဒီချာလေးထည့်ထားပြီးသားနောက်ဒီမှာတော့ထမင်းစားခန်းအနေနဲ့ယူထားတာပေါ့နော်ထမင်းစားခန်းဆိုရင်လည်းလုံလောက်တယ်လေ20 60မှာအိတ်ခန်းကတော့ကျွန်တော်တို့ဟို9ခန်းပုံမှန်လူနေဖို့9ခန်းအပေါ်ဆုံးပါလေကျွန်တော်တို့လူနေမစွင်နဲ့ရတဲ့အခန်းတစ်ခန်းပါမယ်ကဲဒီ ground floor တစ်ခုတည်းပဲ single bedroom ကျန်တဲ့အခန်းတွေအကုန်လုံးကတော့ master bedroom ဖြစ်သွားမယ်ပေါ့နော်ဒီမှာဆိုရင်ကတင်ပါမယ် king size ထားလို့ရမယ်ဘီရိုတွေလည်းတခါတည်းလူပုံမှန်လူတယောက်စာသုံးမယ်ဆိုရင်ကောင်းကောင်းလောက်တဲ့ဟိုအခန်းတစ်ခန်းဖြစ်တယ်ဒီမှာကတော့အပေါ်အောက် cabinet တွေကလည်းအကုန်ထည့်ထားပြီးသားပါเนาะသူကတော့ stock ကတော့ gas stock ကိုသုံးချင်တယ်ဆိုရင်ကို install လုပ်မယ်ဟို electric stock သုံးချင်တယ်ဆိုတော့တန်းပြီးတော့သုံးရုံပဲသူ့ရဲ့မီးဘူးခန်းယူထားတဲ့တနေရာပဲနည်းနည်းကျင်းတယ်လို့ပြောရမှာเนาะဒါအပြစ်ပြောစရာရှိမယ်ဆိုရင်လည်းပြောလို့ရတယ်ဟိုဒါဖြည့်တွေးပြီးတော့တွားမယ်ဆိုရင်ဒီဘက်မှာကိုက west kitchen ထုတ်လိုက်မယ်ဒီမှာပုံမှန်ပဲ display လောက်ပဲသုံးမယ်ဆိုရင်တက်ရက်နဲ့ဒေချာလေးကောင်းသွားမယ်ပေါ့เนาะဒါကတော့အများသုံးဖို့ရေချိုးခန်းအင်တာတစုံပါမယ်အများသုံးဖို့ဆိုတာမျိုးတဲ့ common WC ပေါ့ဆိုတော့တကယ်လို့ဒါကိုကclose kitchen လိုချင်တယ်ဆိုရင်ဒီဘက်မှာ slide door install လိုက်လို့ရတယ် slide door မှန်နေပေါ့နော်ဒါဆိုရင်မိမှုခန်းကလည်းလုံးဝအပိတ်ဖြစ်သွားမယ်အပိတ်ဆိုတာမျိုးတော့ lighting တော့ရနိုင်မယ်နောက်ဟိုဒီကနေပြီးတော့အိတ်ခန်းတစ်ခန်းမိမှုခန်းထမင်းစားခန်းနဲ့အိတ်ခန်းတစ်ခုလုံးကတော့ဒီလိုဟောအနေထားမှာရမယ်ပေါ့နော်
ကျွန်တော်ဒူးရဲ့အလော်တော့ကြည့်ဒီရဲ့လီဂါယူထားတဲ့နေရာကြောင့်မို့လို့မလောင်တော့ဘူးကဲဒူးရဲ့အလော်မှာဆိုလုံးဝတိတာသွားပြီဒီနေရန်နေပြီးတော့ကျွန်တော်ဆက်တွက်မယ်ဆိုရင်ဒါအနည်းဆုံးပေ30ရှိဒီလို18ပေရှိမယ်18ပေပေ30ရှိတဲ့ living space တခုရမယ်ဒီမှာတော့ဟိုဖះเจ้าဆောင်ဖះခန့်အနေနဲ့ယာထားတယ်ပေါ့နော်တကယ်လို့ကိုအပေါ်အလွာမှာထားမယ်ဆိုရင်ဒီအလွာဧကန်လုပ်လို့ရတယ် TV ထားမယ်ပြီးတော့ရင်ဒီကနေ lighting ဝင်တဲ့ဟာကဒီတပြင်းလုံးပေါ့နော်ကဲအသက်ရှူချောင်းတယ်ဗျာတဲ့အသက်ရှူချောင်းတယ်တက်တောင့်တက်တာရှိတယ်20 60ဆိုပြီးကျင်းနေဆိုတဲ့ vibe မရဘူးဒါကြောင့်မလို့ဒီအိမ်ကအိမ်ဆောက်မဲ့လူတွေအတွက်လည်းဟိုတခြားစဉ်းစားလို့ရတယ်ဘာလို့ဆိုအိမ်ကလည်းစုစုပေါင်း9ခန်းပါမယ်အပေါ်ဆုံးမှာတစ်ထက်ဆို6ခန်းပါမယ်အဲဒီမှာဆိုကလကာတွေနေရာတွေမှာဆိုရင်လည်းလုံးဝအဲ့လိုပြောင်းထားတာမျိုးတယ်ကောနေလေးထိုးထားပြီးရယ်နောက်တစ်ခုကဒီမှာဆိုရင်ဝရန်ဒါပါမယ်ဝရန်ဒါပါတော့လည်းပူကောင်းတယ်ပေါ့နော် ventilation လေးတွေကောင်းတယ်ဟို lighting လေးကောင်းတယ်ဒါဆိုရင်ကျွန်တော်တို့ဒူရီအလော်မှာတော့ဒီမှာအေကန်လီဂါကိုဒီလိုခွင်လိုက်တာဖြစ်တဲ့ကြောင့်မလို့လီဂါအရင်မမတ်တော့ဘူးဘာဆိုရင်30 20အဲ့လိုတက်သွားတာဖြစ်ကြောင့်လီဂါကလည်းတိတ်မမတ်တော့ဘူးပေါ့နော်အခင်းတွေကတော့ကျွန်းပဲကဲဒူရီအလော်မှာတော့အိတ်ခမ်းကတော့နှခမ်းပါမယ်ရေကျူးအိမ်နဲ့တွဲပါပြီးတာ fully furnished ဖြစ်တယ်ဒီမှာဆိုရင်ကြည့်လိုက်ဒူရီအလော်မှာကလကာပါပြီးတာတန်ပန်းပါမယ်အပေါ်မှာအဲကွန်ထည့်ထားပေးပြီးတာနောက်ဒီဂရင်ကလည်း king size ထားလို့ရတယ်နော် king size ထားလို့ရမယ်ဒီမှာဗီဒီယိုဆိုရင်လည်းဒါပုံမှန်မိသားစုဝင်1ယောက်2ယောက်ကတော့ကောင်းကောင်းသုံးမယ်ဆိုရင်လုံးဝမလုံလောက်စရာအကြောင်းမရှိပါတော့နောက်တစ်ခုကဒီအခန်းမှာဆိုရင်ဒီမှာကြည့် instant heater ထည့်ထားပြီးတာပြီးတော့ရင်ဘိုးနိုင်ပြီးစင်ရတော့ဒါကတော့သူတလေမိတ်ဆက်ပြီးစရာမလိုဘူးနော်ကုန်ပါပြီဒါ20 60မှာဒီလောက်ထိလှုပ်ထားနိုင်ပြီဆိုရင်လည်းမစိုးတော့ဘူးလေနော်ဒီအခန်းကတော့ down cam ပေါ့နော်ရေကျူးအိမ်နဲ့တွဲပါပြီးတာ instant heater ပါမယ်ဗီဒီယိုကတင်အကုန်ပါမယ်အဲကွန်ပါမယ်ကလကာပါမယ်တန်ပန်းထည့်ထားပြီးတာဘာလို့သေးလဲနောက်ဒီရှောက်လန်းတစ်ခုလုံးဆိုရင်လည်းသူ့ဟာနဲ့သူအလားစင်ထားပြီးတာပေါ့နော်ဟိုဒီအယောင်ကလည်းဒီနုအဖြူရောင်လင်းနေတယ်ဟိုအေးနေတဲ့ခိုးထုံးမဟုတ်ပေါ့နော် warm white tone အဲ့လိုပုံစံမျိုးရမယ်ပေါ့နော်ဒီမှာဆိုရင်လည်း ventilation ဆိုရင်ဒီကနေပြီးတော့ lighting ရနေမယ်တက်တောင့်တက်တာရှိဒါဆိုရင်ကျွန်တော်တက်တဲ့အလော်တက်ကြည့်မလားဒါတတိယအလွာဖြစ်တယ်တတိယအလွာမှာလည်းဟိုဒုတိယအလွာအတိုင်းပဲအခန်းဖွဲ့စည်းပုံတူတယ်ဒါပေမဲ့ तू ကတော့ဒီ hall တစ်ခု outdoor indoor ခွဲပေးလိုက်ရတာဖြစ်တဲ့ကြောင့်နည်းနည်းတော့ကျဉ်းသွားပဲတကယ်လို့ဒါပေါ့နော်ဟိုကိုကတယောက်နဲ့တယောက်တော့ခံယူချက်ချင်းမတူပေါ့နော်ဖျားเจ้าဆောင်ဒီအပေါ်ပြောင်းလိုက်မယ်ဆိုရင်နည်းနည်းတော့ကျဉ်းသွားပေမဲ့ तू အပေါ်ဆုံးအလွာရောက်သွားတယ်နောက်အောက်မှာဆိုရင်လည်းအခန်းအကျယ်ရပါနော်ဒီနေရာဆိုရင်ဒါ3ပေခွဲဒီနေရာနေ9ပေပေါ့နော်ဒါပေမဲ့လူကတော့ရတဲ့ space တလောက်ပဲဆိုပေမဲ့ဒီ space ကျေသွားတာဖြစ်တဲ့ကြောင့်နေလို့ထိုင်လို့ကောင်းသွားမယ်ဒီအပြင်ဝင်လာတာပေါ့နော်ဒါပြီးမှပြပေးမယ်ဒီမှာဆိုရင်ဒီရှောက်လန်းလေးတွေဆိုရင်လည်းအရင်ကျင်းနေရမဟုတ်ဟိုသူကနေသူဟိုဒါ4ပေရှိမှာပေါ့နော်ကောင်းဆက်မယ်ရေချိုးရဲ့အင်တာတွဲပါတယ်အခန်းနှခန်းဒါတော့ဒုတိယအလွာနဲ့ပုံစံတူပဲဒီမှာဟိုပစ္စည်းအကုန်ပါမယ်ပေါ့နော်ဒီဘက်မှာဆိုရင်လည်းအဲကုန်းပါမယ်နောက်ဘက်မှာတခန်းပေါ့နော်ဒါအောက်အလွာနဲ့အတူတူပဲဆိုတော့အခုကျွန်တော်အပေါ်ဆုံး roof အလွာလိုက်ပြပေးမယ် roof အလွာကတော့တကယ်ကိုတော့မထင်ထားဘူးပေါ့နော်ဒီ roof မှာရှိမယ်လို့ဘာလို့ဆိုရင်ဒီအလွာတွေ3လွာပြည့်နေပြီပေါ့အဲဆိုနောက်တက်လွာကိုကျွန်တော်တို့ဟို bar area တော့လည်းကောင်း entertainment area တော့လည်းကောင်းပြန်လှုပ်ထားပါနော်ပြီးရင်ကောင်းတာဒီအိမ်ကတော့အရှိလက်ဒီမှာကြည့်ရှေ့လက်ဒီကနေ꿰လိုက်ပြီဆိုရင်ပြည်တော်စုလမ်းမပေါ်ရောက်မယ်ဟိုမှာကျွန်တော်တို့တလန်းကျော်ရပြည်တော်စုလမ်းမယူဒဲပေါက်မယ်ပေါ့နော်ပြီးရင်ဒီဘက်ဆိုရင်တော့ဟိုတပင်ရွှေလေးကိုပေါက်မယ်ဆိုတော့ဟို main လမ်းမကြီးနှစ်ခုလုံးနဲ့လမ်းလျှောက်မယ်ဆိုရင်2မိနစ်3မိနစ်လျှောက်မယ်ဆိုရင် main လမ်းမကြီးထွက်မယ်ဆိုအလားလားအနေထားကောင်းတယ်ပုံဝင်ချင်ကောင်းတယ်မြေပိုင်ဆိုင်မှုကောင်းတယ်ဆိုအစွန်ကျော်အပေါ်တက်ကြည့်မလားဆိုဒါ roof ဖြစ်ပါတယ်ဒီ roof floor မှာကျွန်တော်စိတ်ကူးနေဆိုရင်တော့ကျွန်တော်အဲ့လိုဟိုပန်းဒီစိုက်မယ်ပြီးတော့ရင်ကျွန်တော်ကိုယ့်အကူ private chill လုပ်လို့ရမယ့်နေရာကိုလုပ်ပြီပေါ့နော်အဲ့လိုပဲကိုယ်စိတ်ကူးအတိုင်းလုပ်ထားရလို့ပြောရမှာဒီတခန်းတော့မှန်ခမ်းဖြစ်သွားမှာနော်အားသာတာဘာဖြစ်လဲဆိုတော့ဒီကခေါင်မြင့်တယ်အပေါ်မှာဆိုလာတင်ပေးထားမယ်ဒီထဲမှာကျွန်တော်တို့ဘားကောင်တာလုပ်မယ်
တကားတွေဆိုရင်လည်းအကုန်ဖွင့်လို့ရတယ်မိုးရွာရင်ပိတ်ထားမယ်ဟိုအခြေအနေကောင်းအကုန်ဖွင့်ထားမယ်ပေါ့နော်ဆိုတော့ဒီအလွာတစ်ခုလုံးမှာလည်းindoor outdoor နောက်ဆုံးပေါ့နော်ကိုကျမ်းမာရေးလိုက်စားတဲ့လူတယောက်ဆိုရင်အထဲမှာဂျင်ပစ္စည်းထားထားမယ်ကိုယ့်အိမ်မှာဂျင်ဆော့မယ်အပြင်မှာထိုင်ကုန်လေးနဲ့ကော်ဖီလေးပါချေးဦးမယ်ပေါ့နော်ဆိုတော့ဒီအိမ်ကတော့ဈေးကတော့13300နဲ့300ဈေးဖွင့်ထားတယ်အများတော်ကုန်30ခွန်ရက်ကွက်ကျွန်တော်တို့40 60 20 60ခရင်ခွဲပြီးသားစောက်ထွက်ပြီးသားဗန်ချိတ်ရမယ်အပြင်ကျွန်တော်လမ်းမတစ်ခုဒဲပေါက်မယ်ဒဲပေါက်ဝင်တစ်စစ်ချိုးပေါက်မယ်အိမ်တလုံးဖြစ်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ပါမယ်ခင်ဗျာ